မနက်ဆိုရင်9နာရီခွဲစထွက်ပါတယ်ဗျဈေးထဲမှာပစ္စည်းဝယ်တာပါညာနဲ့ဆိုရင်6နာရီကျော်လောက်မှထွက်ပါတယ်ဒီ9နာရီလောက်ပေါ့လမ်းရောက်တာပါနဲ့ဆို9နာရီကျော်လောက်မှရောက်ပါတယ်ဗျဒီအင်းအမြန်လမ်းထိပ်ကိုဒါရဲ့သမီးရဲ့တမက်ရဲ့ပေါ့ဒါကတော့ကြောင်းတက်နေတာပေါ့ချစ်ကြမှာဗျသမီးလေးတော့လည်းထားပါတယ်ဗျ10တန်းအထိတက်ပါလို့ပြောတာသူကပြောမရပဲနဲ့သူကအိမ်အောင်စုပြုပြီးတော့ကျွန်တော်တို့မှာညညမရဖြစ်ရတာပေါ့ဗျစိုက်ကလည်းနင်းခဲ့ဘူးလေပဲပေါက်ပဲပြလည်းရောင်းခဲ့ဘူးလေကိုကဒီမှာလေကုံမထမ်းခဲ့ဘူးလေဗျဈေးထဲကနေပြီးတော့လာဆိုတော့သူချက်တာဝတ်တာငါအကုန်အစုံပါပါဗျစိတ်သားဟင်းဒီဟင်းရွက်အစုံဘာပဲဖြစ်ဖြစ်သူတို့လိုလဲဆိုကျွန်တော်ဖြည့်ဆည်းပေးပါလေဗျချို့ကြလည်းမုံမှုပေးပါတယ်ခင်ဗျဒီလိုနေမယ်လို့ကျွန်တော်တို့ကလေစီဝါရေးအတွက်တကွဲတပြားနဲ့လုပ်နေရတာပေါ့ဒါကတော့မခိုင်းပါဘူးသူမခိုင်းသမီးကတော့ထမင်းချက်ဆိုတော့သူလည်းအဲ့မှာမခိုင်းပါဘူးသူလည်းအိမ်မှာလိုအပ်တဲ့ဥစ္စာလေးတော့ကုညီရလုပ်ပေးတာပေါ့ကျွန်တော်နာမည်အောင်ကျော်မင်းပါခင်ဗျကျွန်တော်တော့ဒီပဲပြုတ်ရောင်းစား15နှစ်လောက်ရှိပါပြီဗျ15နှစ်လောက်ဒီလမ်းကျောတဝိုင်းမှာပဲကျွန်တော်ရောင်းပါတယ်ဗျဟုတ်ကဲ့15နှစ်လောက်ရှိပါပြီဗျကျွန်တော်ကတော့မိသားစုစီးပွားရေးအတွက်ရောင်းတာပေါ့ဗျာအဲ့လိုမျိုးနဲ့ရောင်းပြီးတော့ဒီဘက်မှာပဲရောင်းအခုအစားရောင်းတာတော့အခုအရင်ရောင်းတာပါအခုအရင်ရောင်းတာနေပြီးတော့အခုကနေပြီးတော့ကျွန်တော်လမ်းပြတော့ကျွန်တော်ဒီဘက်ကိုရောင်းရတာပါဗျအရင်မရောင်းခင်ကပထမစိုက်ကနင်းတယ်ဒုတိယတစ်ခါပဲမောက်ပဲပြရောင်းတယ်ပဲပေါက်ပဲပြတော့တန်လန်လန်းတမိအနေပြီးစရောက်ပါတယ်ဗျတန်လန်လန်းအနေပြီးတော့မှအောင်မင်းကောင်းဖြစ်အောင်ကောင်းဒီအင်းအမြိုင်လန်းပတ်လေဒီပတ်ရောက်ပါတယ်ဗျမနက်ဆိုရင်9နာရီခွဲစထွက်ပါတယ်ဗျဈေးထဲမှာပစ္စည်းဝယ်တာပါညာနဲ့ဆိုရင်6နာရီကျော်လောက်မှထွက်ပါတယ်ဒီ9နာရီလောက်ပေါ့လမ်းရောက်တာပါနဲ့ဆို9နာရီကျော်လောက်မှရောက်ပါတယ်ဗျဒီအင်းအမြိုင်လန်းထိပ်ကိုအင်းအမြိုင်လန်းရွှေတောင်ကုန်းကမ္ဘောဇလန်းငွေမုံတက္ကသိုလ်ရိပ်သာလန်းအစုံရောက်ပါတယ်ဗျဒီဘက်ဒီပါပဲရွှေတောင်ည1နှစ်ကိုကျွန်တော်ရောင်းပါတယ်ဗျ8နာရီခွဲ9နာရီအလင်းသုံးပါပဲအများဆုံး9နာရီပေါ့ဟုတ်ကဲ့ပါဗျရောင်းစိတ်တဲ့နေရာလေးကြာရင်တော့ကျွန်တော်တွန့်သွားပါတယ်ဗျအယောင်နည်းနည်းပါတဲ့နေရာလေးကြာရင်တော့စီးသွားပါတယ်ဗျကျွန်တော်လည်းကျွန်တော်လမ်းကြောင်းတိုင်းတည်တဲ့အတိုင်းပဲကျွန်တော်သွားရတာပေါ့ဘယ်နေရာမှာရောင်းကောင်းလဲဘယ်နေရာမှာရောင်းပါတယ်ဆိုတော့ကျွန်တော်ကခါတိုင်းရောင်းနေကြနေရဆိုတော့တည်နေတော့ကျွန်တော်ကလည်းဝါဘူးတဲ့နေရာမှာကျွန်တော်ကစီးသွားတယ်အယောင်ပါတဲ့နေရာကိုစီးသွားတယ်အယောင်စိတ်တဲ့နေရာကိုကျွန်တော်ဒီမှာရက်ရောင်းပါတယ်တွန့်ရောင်းပါတယ်ဗျဖောက်တယ်ကြတော့အများကြီးပေါ့နာမည်မသိရလည်းရှိတယ်လို့သိတယ်လည်းရှိတာပေါ့ဗျာကျွန်တော်တော့နာမည်တော့အကုန်လုံးမှတ်မထားဘူးဟုတ်ကဲ့ပါဗျကျွန်တော်လိုတဲ့ပစ္စည်းတွေမှားပါတယ်ဗျကျွန်တော်ကလှိုင်းဈေးရက်နေလာဆိုတော့လေဈေးထဲမှာဝင်းဝယ်ရတာအဆင်ပြေတော့သူတို့ကမှားပါတယ်ဗျဈေးထဲကနေပြီးတော့လာဆိုတော့သူချက်တာဝတ်တာငါအကုန်အစုံပါပါတယ်ဗျစိတ်သားဟင်းဒီဟင်းရွက်အစုံဘာပဲဖြစ်ဖြစ်သူတို့လိုတဲ့ဆိုကျွန်တော်ဖြည့်ဆည်းပေးပါတယ်ဗျချို့ကြလည်းမုံမှုပေးပါတယ်ခင်ဗျစပိန်နဲ့ပဲလာတယ်စပိန်နဲ့ပဲပြန်ပါတယ်ဗျမနက်စာမှာဆိုတော့ပဲပြုတ်နမ်းပြားဤကြကွေစမူစာကျော်ကော်ပြန်ကျော်စစ်တွန်းကျော်ဘေးရကျော်မန္တလေးပဲကျော်ပဲကတ်ကျော်ပဲပလာတာကျော်ဘိန်းမုံကောင်းကြီးမောင်းငချိတ်ပေါင်းပြန်ပေါင်းစီတင်နေမှာခင်ဗျပဲပြုတ်တစ်မျိုးပဲကိုယ်တိုင်ပုတ်ပြုတ်ပါတယ်ခင်ဗျကျန်တာတွေတော့ဖောက်တဲ့ယူရတာပေါ့ဆိုင်နေရတော့တနေရာတော့မဟုတ်ပါဘူးအမရဲ့အကျော်ကတနေရာရက်ကွေးကတနေရာနံပြားကတနေရာအဲ့လိုမျိုးတွေအကုန်လုံးစုပေါင်းယူရပါပလာတာကတနေရာအဲ့လိုမျိုးတွေယူရတာပေါ့ကောင်းကြီးမောင်းကတနေရာသူဖောက်တဲ့ယူပြီးမှရောင်းတာပါဗျပဲကိုယ့်ကိုပြုတ်တယ်ပဲကတော့ကိုယ်တိုင်ပြုတ်တာဒီနေ့တသိန်းခွဲတသိန်း9000ဝန်းကျင်လောက်ရောင်းရပါတယ်အမြတ်ကတော့4000ကျော်5000လောက်တော့ရှိတာပေါ့အကုန်တော့6000လောက်အထိတော့မြတ်တာပေါ့ဗျဒီနေ့ပါကြံတဲ့ရက်ကလေးတော့ရှိပါကြံတဲ့ရက်ကျရင်တော့4000လောက်အထိတော့မြတ်တာပေါ့ဟုတ်ကဲ့ပါကျွန်တော်မှမိသားစု4ယောက်ရှိပါတယ်ဗျသားတစ်ယောက်သမီးတစ်ယောက်ပါသမီးကတော့အိမ်အောင်ကျသွားပါပြီတမက်ကတော့တန်လန်းလမ်းဘက်မှာဈေးရောက်ပါတယ်သူလည်းကျွန်တော်လိုပဲအဆုံးပါပါတယ်ဗျသူ့ကိုလည်းမှားလို့ရတယ်သူဖုန်းနံပါတ်ကိုလည်းသူရက်ွက်ထဲကိုပေးထားပါတယ်ဗျတန်လန်းလမ်းဘက်ဒီမှာရောက်ပါတယ်ဒါလေးကကြောင်းတက်နေပါတယ်8တန်းပါခင်ဗျသမီးကတော့အိမ်မှာထမင်းချက်ပေါ့အမျိုးသမီးကတော့အညာမှာပါဗျဟုတ်ကဲ့အညာမှာအရင်တော့ဒီရန်ကုန်မှာတက်ပါတယ်သူလည်းပဲပြုတ်ရောက်လာပဲဒါမှမဟုတ်အညာမှာပဲနေတော့ပါတယ်ဗျအညာမှာအိမ်နဲ့ခြံနဲ့ရှိနေတော့ကိုယ့်အိမ်ကိုပဲနေတော့ပါတယ်ဗျဒါရဲ့သမီးရဲ့တမက်ရဲ့ပေါ့ဒါကတော့ကြောင်းတက်နေတာပေါ့ချစ်ကြမှာဗျဟုတ်ကဲ့ပါဗျကျွန်တော်ပဲတာဝန်ယူရတာပါဗျသူတော်လို့ပဲကျွန်တော်ကတော့ထားမှာပေါ့ဗျသူမတော်လဲသူကံပေါ့ကျွန်တော်တို့ကအမွေပေးစားဆိုလို့ဒါပဲရှိရဗျဒါမှမဟုတ်အညာမှာရှိတဲ့ဥစ္စာလည်းသူတို့တော့သူတို့ရမှာပေါ့ဗျသူတို့အောင်မြင်လာရင်သူတို့အတွက်သူတို့ပဲခံစားရမယ်ခင်ဗျသူတို့မအောင်မြင်ရင်တော့လည်းကျွန်တော်လည်းမတက်နိုင်ဘူးပေါ့လက်မျိုးပေါ့ဗျ
သမီးလေးတော့လည်းထားပါလေဗျ10တန်းအထိတက်ပါလို့ပြောတာကို तू ကပြောမရပဲနဲ့ तू ကအိမ်အောင်စုပြုပြီးတော့ကျွန်တော်တို့မှာညွှန်းမရဖြစ်ရတာပေါ့ဗျာကျွန်တော်တို့ကတော့ကောင်းစီခြင်းလို့အကြောင်းလေးတော့တက်ပါလို့ပြောတာကိုပြောမရတော့မှကျွန်တော်မှလည်းသူတို့အလိုလျောက်ထားလိုက်ရတာပေါ့ဗျာအဲ့လိုမျိုးဖြစ်သွားတာပေါ့ကျွန်တော်49နှစ်ပါဟုတ်ကဲ့ဗျမိုးကဟိုအိတ်အုတ်သားလေးတွေပါတယ်ခင်ဗျအပေါ်ကနေပြီးတော့အုတ်သားလေးတွေညက်လေးနဲ့ညက်လိုက်လို့ရှိရင်ရတယ်ဗျအပေါ်ကနေပြီးတော့အုပ်ပြီးတော့ညက်ကလေးညက်လိုက်လို့ရှိရင်မိုးမဆိုတော့ဘူးဗျမိုးကရင်မိုးမရွာတဲ့နေ့ကျရင်မိုးကရင်ကြီးပါတယ်ဗျမိုးရွာတဲ့နေ့ကျရင်လေမိုးမရွာတဲ့နေ့တော့အိမ်မှာပဲထားခဲ့လိုက်တယ်ပစ္စည်းများတော့မိုးကရင်ကြီးတွေရှုပ်လို့ဆိုပြီးရာသီဥတုကြောင့်မရောရတဲ့နေ့တော့မဖြစ်ဘူးပေါ့ဗျာကျွန်တော်တို့မှာလုပ်ပြီးသားပစ္စည်းတွေမှာပြီးသားပစ္စည်းတွေကမယူလို့မှမရတာဟိုတကယ်လို့မယူခဲ့ရင်တော့ပြန်ရောရတယ်ဗျဟိုဟာရောရတဲ့ဆိုင်တွေကြရင်လေရောရတယ်ပေါ့မရောတဲ့ဆိုင်တွေကြလည်းမရောဘူးပေါ့ဗျာကျွန်တော်မှာအိမ်မှာပြုတ်ပြီးသားပဲရည်လေအလကားကောတာပေါ့ဟိုတကယ်လို့မထွက်ဖြစ်လို့ရှိရင်ဒါမှမဟုတ်မထွက်ဖြစ်အောင်တော့ထွက်ရတာပေါ့မထွက်နိုင်ဘူးဆိုတဲ့နေ့တော့မရှိဘူးပေါ့ဗျာထွက်တာပေါ့ဟိုနားရင်လုံးနားပြီးတော့ဟောက်တယ်တွေကိုပိတ်ပြီးမှနားတယ်အဲ့လိုမျိုးတွေတော့နားဘူးတာပေါ့ဟိုတလားကိုတစ်ခါတော့မနားပါဘူးနားတော့နားတယ်5-6လလောက်ရှိမှတရက်လောက်ပဲနားတယ်အဲ့လိုမျိုးပေါ့အဲ့လိုတော့မှတ်မထားဘူးဗျအကိုတွေကတော့နားလို့ပဲဒီတိုင်းပြစ်ထားလိုက်တာဟိုအဲ့လိုမျိုးတွေလည်းမင်းမဖြစ်မဲ့လို့မရှိတော့ဘူးမလို့ကျွန်တော်လည်းဘယ်မှကိုမှဟိုအမှတ်တရလို့လောက်မထားတော့ဘူးနားတဲ့ရက်တော့အညာပြန်တဲ့ရက်လောက်ပဲရက်ရှည်နားတာရှိအညာပြန်တဲ့ရက်ကြရင်တော့ရက်ရှည်နားတယ်10ရက်15ရက်လောက်ပေါ့တခါလေးကြလဲ1လလောက်ကြာတာပေါ့ဗျာရင်းနဲ့ကြောင်းမှာခင်ဗျရတာပေါ့ဗျာရတော့အတူတူနေနေပေမဲ့လို့ကိုဒီမှာစီးပွားရေးကရန်ကုန်မှာဟိုပြောမယ်ဆိုရင်တော့ရေကြီးရမျက်နှာရှာတယ်လို့လုပ်နေရတာပေါ့ဗျာကျွန်တော်တို့မှာဘာလို့လဲဆိုတော့မိသားစုအတူတူစီးရုံးနေချင်တာပေါ့ဒီလိုနေနိုင်နေချင်မယ်လို့ကျွန်တော်တို့မှာလည်းစီးပွားရေးအတွက်တကွဲတပြားနဲ့လုပ်နေရတာပေါ့ဒါကတော့မခိုင်းပါဘူးသူ့မခိုင်းသမီးကတော့သမင်းချက်ဆိုတော့အိမ်မှာဟိုလိုအပ်တဲ့ဥစ္စာလေးတော့ကိုကြီးကလုပ်ပေးတာပေါ့ဘယ်လုပ်ပေးဆိုလို့ရှိရင်ထလုပ်ပေးတာပေါ့အခုလောဆယ်သမီးကငယ်သေးတော့သူတို့ကတော့မထောက်ပံ့နေဘူးပေါ့မထောက်ပံ့နေဘူးဆိုတော့သူတို့မှလည်းခုမှစရတာ2နှစ်ပဲရှိသေးတယ်လေ2နှစ်ပဲရှိသေးတော့သူတို့မှလည်းသူတို့ကိုသူတို့ရုံးကန်နေတော့ရှိသေးတယ်လေရုံးကန်နေတော့ဆိုတော့သူတို့မှထောက်ပံ့နိုင်ခြင်းမရှိသေးဘူးထောက်ပံ့နိုင်တဲ့အင်အားမရှိသေးဘူးပေါ့လာပြီဆိုရင်ကျွန်တော်စောင့်နေတာပေါ့ဗျာဒါပေမဲ့ချို့ကြတော့လေဂျုံတဲ့လူစီဝယ်တာပေါ့ဟိုချို့ကြတော့လေဖုံးဆက်ပြီးမှာပေါ့အဓိကတော့ဖုံးဆက်မှာတဲ့လူကိုကျွန်တော်ဦးစားပေးတယ်မှာတဲ့ပစ္စည်းကိုဖုံးဆက်မှာလို့ရှိရင်ဘယ်သူမှမရောင်းတော့ဘယ်လောက်ပေးကျွန်တော်မရောင်းတော့ဖုံးဆက်မှာတဲ့လူကိုဦးစားပေးပြီးတော့ချမ်းပေးထားတယ်သူ့အတွက်တီးတန့်ဖယ်ပေးထားတယ်အဲ့လိုမျိုးလုပ်ပါတယ်ဗျရှိပါတယ်ဗျအများကြီးရှိပါတယ်ဗျအဲ့လိုလူတွေကျွန်တော်လာမစားတဲ့လူတွေအများကြီးရှိပါတယ်ဗျကျွန်တော်ရှင်းနေတယ်လေဟိုဖုံးဆက်ပါတယ်ဗျပိုကင်မထားတယ်လေသူကဘယ်လိုလဲဆိုတော့ဗာစားချင်ပါတယ်မောင်နေဆိုလို့ရှိရင်ကျွန်တော်ကတော့ပါလေးဖယ်ပေးထားလိုက်ပါတယ်ဟိုရက်ကွေးဆိုရက်ကွေးစမူစားဆိုစမူစားသူတို့မှာတဲ့ဥစ္စာလေးကိုကျွန်တော်ဖယ်ပေးထားပါတယ်ကော်ပြဆိုကော်ပြဘိန်းမို့ဆိုဘိန်းမို့ပဲပြုတ်ဖယ်ပေးထားပါဆိုပဲပြုတ်ဖယ်ပေးထားပါတယ်ဗျသူတို့မှာတလောက်လေးတွေကို1000ဘိုးဆို1000ဘိုး2000ဘိုးဆို2000ဘိုး9000ဘိုးဆို9000ဘိုးတပိတ်တာဆိုတပိတ်တာကျွန်တော်ဖယ်ပေးထားတာပေါ့အဲ့လိုမျိုးပေါ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့09962338ပါဗျကျွန်တော်သားရဲ့ဖုန်းနံပါတ်ဆိုရင်09988180ပါဗျကျွန်တော်သားတန်လင်းလမ်းမှာရောက်ပါတယ်သူစီမှာလည်းဖုန်းဆက်ပြီးတော့မှာလို့ရတယ်လိုတဲ့ဥစ္စာမှာလည်းအကုန်လုံးရပါတယ်ဗျဒါငါကုန်စိမ်းရစအကုန်လုံးစရအကုန်လုံးဖြည့်ဆည်းပေးပါတယ်လို့9နာရီခွဲလောက်ဆိုရင်ရောက်ပါတယ်ဗျ9နာရီခွဲလောက်ပုံမှန်ကတော့ဟို9နာရီခွဲနောက်ဆုံးပေါ့ပုံမှန်ကတော့10နာရီ15လောက်ဆိုရင်ဟိုလမ်းမှာလည်းကားဟိုပြုတယ်လို့ပေါ့လမ်းပိတ်တယ်လို့တကယ်လို့လမ်းမှာကြံဖြည်းဖြည်းပြန်ရောင်းပြန်လေးပြန်လာလေးတွေရှိတယ်ဗျအိမ်ရောက်ပြီဆိုတော့ကျွန်တော်တို့ကတော့ဘာမှမလုပ်တော့ပါဘူးအိမ်မှာနေကင်းဘက်အိတ်တယ်အိတ်ပြီးတော့ညနေဘက်6ဘက်သွားရုံလောက်နဲ့ဗိုလီဘောပုံတာပေါ့မနက်ပိုင်းလောက်ပြီးတော့ညနေပိုင်းကျတော့အလုပ်မလုပ်တော့ဘူးဗျမရှိတော့ဘူးဆိုတော့ဒါပေမဲ့အရင်တော့ပက်ကတိပါပြုတ်ရောင်းတယ်ပက်ကတိပါပြုတ်ကဈေးအရန်ကြီးနေတော့ကျွန်တော်မရောင်းတော့ပါဘူးဗျဒီဖို့နဲ့ဗာနဲ့ဆိုတော့စင်မပြေတော့လို့မရောင်းတော့ပဲနေပြင်မန်းတာပဲဖတ်တင်နေဆိုပြီးတော့မြက်တော့မြက်ပါတယ်1000ခွဲ2000လောက်ထိတော့မြက်တယ်မြက်မှလို့ကျွန်တော်လည်းညနေပိုင်းကျတော့ပြင်မန်းမှာဆိုလို့မရောင်းတော့ဘူးမနက်တစ်ချိန်လေးကိုတော့ view တစ်ကြိုက်ရောင်းပါတယ်ကျွန်တော်ဟိုဒီမှာ Facebook နဲ့ YouTube မှာကြည့်တဲ့လူတွေခင်ဗျ။ဒါလေးတို့တွေ့လို့ရှိရင်အားပေးကြပါဦးလို့ကျွန်တော်ညက်ရက်ခါပါတယ်။ပြောပါဦး။မစိတ်ကြ။တယ်မပြော။ဟိုရက်တည်းကကလေးတွေပြုတ်တာမလို့နည်းနည်းပြောတော့တယ်ဗျ။ကျွန်တော်ကဟိုကမပြောတော့ဟိုရက်တည်းကကလေးတွေကမပြုတ်တဲ့ဆိုတော့ဒါကြောင့်ကျတော့ဘုရားကျော်မလေးပဲကြည့်ခဲ့ကြောင်း900ပါဗျ